re tere နော် tere နောက်ပြီးတော့ဒါလေးက bi therapy 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 ရနော်အားလေးကဘာကိုပြောရလဲဆိုရင် TV လို့ပြောဖြစ်ပါတယ်ကဲ TV လို့ပြောပြီးပြီဆိုရင်နောက်နောက်တစ်ခုကြည့်မယ်နောက်တစ်ခုကြည့်မယ်ဘယ်လိုဆိုဘောလုံးနော်ဒီခါဘောလုံးကိုကြည့်မယ်ဘောလုံးကကြဘယ်လိုဆက်မလဲဆိုရင်ဒါလေးကစစစ်ခခစစစ်ခလာဟုတ်ဘူးနော်မဟုတ်ဘူးတင်ဒီဘက်ကြည့်မယ်ဒီနေရာမှာပြဿနာအတန်ထွက်မှာပြဿနာရှိနိုင်တယ်ဒီမှာဒါပါလေးရောဒါပါလေးရောဒါပါလေးရောဟုတ်တယ်စွပိုင်အရှိအတန်ကိုစောင့်ထွက်စခါ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 ဆိုတာတော့ဘောလုံးပေါ့နော်ဘောလုံးလက်ကြီးကအဲ့လိုဖြစ်နေပါတယ်ဒီ mouse နဲ့တောင်းရတာ screen မှာရေးနေရမလို့ပါဆိုတော့နောက်တစ်ခုကြည့်မယ်နောက်ဆုံးတစ်ခုနော်ဒီဟာဝတ္ထုတွေရဲ့နောက်ဆုံးတစ်ခုပဲကျန်တော့ကဲ sport တွေအကြောင်းပြောလဲစားနေ sport တွေအကြောင်းပဲပြောလိုက်ကြရအောင်ဒါဘယ်လောက်ရောက်သွားရောနံပါတ်က7ပေါ့နော်7ဒါထဲ နဲ့ပေါင်းsorry အဲ့ဒါမပေါင်းနော်ဒါလေးကနီစထဲနီစ tennis ကိုပြောရဖြစ်ပါတယ် tennis tennis နော် tennis ကဲ73လေးကိုဆက်ကြည့်လိုက်ရအောင်73လေးမှာဆိုရင်အဲ့ဒါကိုပြောချင်တာက party ပေါ့နော် party ဒီဆိုစားကြရလာမှာနော် party ရဲ့နောက် party ဆိုခေါင်းစဉ်လို့လည်းပြောပြရတယ်ဒီခုသွားမယ်ဟာဆို party ဒါလည်းပါလဲပါsorry ဒါဟေးဟေးအမျိုးမီဟာဒီမှာဆိုရင်မာလူလေးတင်လိုက်တော့ပနဲ့ပေါင်းတော့ပါဒါလေးကပဤဒါရှိဆွဲပါတီပါတီပါတီဆိုတာပါလဲပါတီပဲဖြစ်ပါတယ်ဟုတ်ပြီရနော်အဲ့ဒါရင်ဆက်ပြီးတော့အစားအသောက်တွေကိုတွားကြပါမယ်ပထမဆုံးအနေနဲ့ဖြော်ရည်ကိုကြည့်ကြည့်အောင်ပေါ့နော်ဖြော်ရည်ကဘယ်လိုအတန်ထွက်မလဲဆိုရင်ဒါလေးက juice sorry ဂျီဒါလေးကsorry you ဆိုတော့ you 那些ဆိုတော့ you 是知识可以 juice 係咪နော်ဒီဆို party ရဲ့ juice ရဲ့ဒါပြီနော်ကဲအဲ့ဆိုရင်နောက်ထပ်တစ်လုံးကိုဆက်ပြီးတော့ထောက်လိုက်ကြမယ်နောက်ထပ်တစ်လုံးကကြတော့ဒီမျိုးနာမည်ပေါ့နော်ဒီတစ်ခါမျိုးနာမည်ကိုပြောချင်ပါတယ်ကဲမျိုးနာမည်ပြောရအောင်ကိုမြန်မာနိုင်ငံမျိုးပဲအရင်ဆုံးပြောလိုက်မှာပါကဲရန်ကုန်ဘယ်လိုခေါ်မလဲဒါလေးကရအော်နဲ့ပေါင်းတော့ရန်ခော့ခုပြောခုတတန်ခုအွန်ရန်ကု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 န်ဒါနံပါတ်15ပေါ့နော်ရန်ကုန်ရန်ကုန်နောက်ပြီးတော့နံပါတ်16လေးလုံးပဲကျန်တော့ရနော်15နံပါတ်လေးလေးလုံးပဲကျန်မှာတော့တယ်ဆိုဘာကိုပြောမလဲဆိုတော့ဒီတစ်ခေါက်ကြတော့ဒီပေါ့နော်ဒီဘီယာပေါ့နော်ဘီယာဆိုရင်ဘယ်လိုပြောမလဲဆိုတာကြည့်အောင်ဒါလေးကဘာလေးလဲပါတယ်ဘီလက်ရှိဆိုတော့ဘီရုဘီရုဘီရုဘီယာပေါ့နော်ဘီရုကတော့ဘီယာအဲ့မှာဆိုရင်နှစ်ခုရှိရယ်ဘီယာရဲ့အရက်ရယ်နော်ဘ
bi ရက်တွေရောက်ကုန်ပြီဒီမှာဆို B ဒီအရက်ကကျတော့သူက BR နဲ့တော့မတူဘူးဒီမှာဆိုရင်သူဆိုတာရင်းနှီးပုံစံကွဲပြားပါတယ် B B ကခဏခဏနဲ့ရေးပြီးတော့အရက်ကတော့အရက်ကဏနဲ့ပဲရေးပါတယ်အိုစခဲနော်ဒါတော့အရက်တွေ BR ပေါ့နော်တော့ drawings ဟုတ်ပြီကဲနောက်တစ်ခုသွားမယ်ခုနအဲ့ဆိုရင်ဒါစက်ခွန်ပြန်တင်ရမှာပေါ့နော်ခုနကဖြစ်သွားဆိုတော့ဒီကကနတင်မိလိုက်တာဆိုတော့ okay ဆက်သွားမယ်ပါမော့ကိုဘယ်လိုခေါ်မလဲဆိုရင်ဒါလေးကပအဲ sorry ဟာတနတင်နော်တနတင်အဲ့လိုရှင်မာလူတင်နော်ပ on ပါကို on ပါပန်းအတန်ကိုပြောင်းပန်ပန်ပန်ဘာဖြစ်မလဲအဲ့ဒါဘာလဲ B R E A G bread ပါမဖြစ်ပါရဲ့ပါမပေါ့နော် pen ပါမော့ pen ပါမော့ရမလားစက်ခွန်ပြဆက်ရှိကိုသွားအောင်နောက်ထပ်နှလုံးပဲကျန်တော့ရနော်ဆက်ရှိကိုသွားမယ်ဆက်ရှိကကြတော့ဆက်ရှိကိုဘာတင်မလဲဆိုတော့အခုတစ်ခါမှကြတော့ဒီပေါ့နော်ပစ္စည်းလေးတွေနဲ့မြို့အမည်အနှဲငယ်ကိုတင်ပြီးသွားမှာပဲဖြစ်ပါတယ်โอเคမြို့အမည်ကိုအရင်ဆုံးကြည့်မယ်ဆိုရင်ဘာတွေရှိလဲဆိုမြန်မာနိုင်ငံမြို့တွေကဂျပန်မှာမရှိရည်တိုကျိုတို့ဘာလို့ကတော့သူတို့ဘာသူဒီဘယ်လိုပြောရမလဲဟီယာကန်နဲ့ရေးမှာပေါ့နော်ကိုယ့်နိုင်ငံကဟာကိုပဲစမ်းမယ်ဆိုရင်နာမည်ကြီးရည်ဆိုရင်ကလေးနော်ဖဝဲမောင်မကန်ပါတယ်နော်တော့ကြည့်မယ်ကဲမန္တလေးကိုယင်ကြည့်အောင်ကွာမန္တလေးမှာဒါလေးကမอืมခုနဲ့ပေါင်းတော့မန်ဒီလိုဆိုနိုင်ဒါလေးဖြတ်လိုက်ဒီမှာထည့်ဖို့မိတယ်မန်that တဲ့မန္တလေး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 ဆိုတာကတော့အလုံးသိကြတဲ့အတိုင်းမန္တလေးပဲဖြစ်ပါတယ်နော်အဲ့ရှိပြီးတော့ကဲ19သွားအောင်ဒီခေါက်ကြတော့လေဒီဟောပဲသွားမယ်နော်အဲဒီနိုင်ငံဝယ်sorry မြို့ကိုပဲသွားပါအောင်မယ်နာမည်ကြီးอ่ะဗောနော်ပကံနာမည်ကြီးတယ်ဟုတ်လားပကံဒါလေးကဟာမာလူတွေတင်တော့မှာတန်တင်နော်ဘာဒီမှာနော်ဒီဟိုဟာလိုပြ mouse နဲ့ရေးရမလို့ဒီလိုဖြုတ်ကုန်တာနော်ရေးနေမှတိုင်းရေးမယ်ဆိုတော့ဒီမှာဘာဟာတန်ပေါင်းခအွန်ပကံ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 ကဲနောက်ဆုံးတော့အကြည့်ပြောင်းအရောင်ကြီးပြောင်းပြီးတော့ပြမယ်ကဲနောက်ဆုံးတော့ကိုပါရောင်လေးနေမှာဆိုရင်နည်းနည်းလေးတော့ orange လေးနေလိုက်မယ်။နောက်နောက်ဆုံးကြည့်မယ်။နောက်ဆုံးအနေနဲ့ပြောချင်တာတော့ဒီပေါ့နော်။ပစ္စည်းတစ်ခုခုကိုပြောပါမယ်။ပစ္စည်းတွေကိုသူကပေါ့နော်တချို့ဟာကြီးကြတော့ဒီအတန်ထွက်ကလုံးဝရိုးပေါ့နော်။အဲ့ဒါမဆိုင်ဘူး။ဒါပေမဲ့သူ့ရဲ့အတန်ထွက်ကကြတော့ဘယ်လိုပြောရမလဲ။ဒီဂျပန်အတန်လိုမျိုးတော့နည်းနည်းလေးပေါက်တယ်တက်လားနည်းနည်းပေါ့တယ်ဥမာဂျပန်นี่မှာပဲရှိတယ်လို့အင်္ဂလိပ်နဲ့မဆိုင်တယ်လို့တခြားနိုင်ငံနဲ့မဆိုင်တယ်လို့အဲ့မှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဒါကကြတော့ဂျပန်နိုင်ငံစကားလုံးလေးလို့ထင်သွားနိုင်တဲ့စကားလုံးလေးတွေလည်းရှိပါတယ်အဲ့တော့ပြောပြပါပေါ့နော်တကယ်တော့ဒီအာစကားလုံးလေးတွေကတော့အများကြီးပါဒါပေမဲ့ပေါ့နော်ကိုကဒီကိုယ့်ရဲ့ level အလိုက်တော့တင်ရမယ့်စကားလုံးလေးတွေကကွာပါတယ်ဥပမာဒီမှာဆိုရင်ခန်းကြီးစကားလုံးကွာသလိုပဲပေါ့နော်ခန်းကြီးမှာဆိုရင်လည်းအများကြီးရှိတယ်ဟုတ်လားနော်မလို့ပါစက်ကပ်ပြီးအဲ့ဆိုရင်ဆက်လိုက်ကြအောင်ပေါ့နော်ဆိုရင်ကောက်ရိုက်တာပဲဒီမှာတင်လိုက်တော့နော်ကောက်ရိုက်တာဘယ်လိုရိုက်လဲဆိုရင်ဘယ်လိုရေးလဲဆိုရင်ဒါလေးကခို့နင်းစမခို့ရဒီလိုဖြစ်သွားတယ်အောက်ကလေး
ခုရပ်ပြီးဖြစ်သွားတာလေရပြီနောက်ဆိုခို့တတင်နော်ခို roof 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 puff ရပြီနော်ကပ်အဲ့ဆိုတော့ဒီနေ့သင်ခန်းစာလေးကဘာသင်ခဲ့လဲပြန်ကြည့်မယ်နော်ပြန်ပြီးတော့အဲ့လို record ခေါ်ကြည့်မယ်ဆိုရင်ဒီနေ့သင်ခဲ့တာဒီကခဏခဏနော်ခဏခဏအလုံးပေါင်း20ကိုသင်ခဲ့ပါတယ်ဒါလေးကိုလည်းပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တေချာလေးမမိလိုက်မယ်တေချာလည်းရှင်းသွားမယ်လို့ထင်ပါတယ်ပေါ့နော်တကယ်လို့သိပေးစီခြင်းတဲ့ဗီဒီယိုတွေရှိသေးရင်လည်း comment လေးမှာမှတ်ပေးခဲ့လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်အစီအစဉ်တွေနော်နောက်ထပ်ဗီဒီယိုတွေနောက်ထပ် program တွေမှာပြန်တွေ့ပါဦးမယ်နားထောင်ပေးခဲ့ကြတဲ့အတွက်တဦးတယောက်စီစီတိုင်းကိုလည်းကျေးဇူးတူတင်ရှိပါတယ်皆さんさようならありがとうございます